ဒီဟာလောလောဆယ် Trump ဖြစ်နေပါတယ် Trump ဖြစ်နေတဲ့ဟာကိုကျွန်တော်ကြည့်မှာဖြစ်ပါတယ်ကျွန်တော် sorry ကြည့်ပေးကြတော့ကျေးဇူးများတင်ပါတယ်အားလုံးပဲနောက်နေ့ည9:00မှာပြန်တွေ့ရအောင်ပါကျွန်တော်ဒီလိုမျိုးဗီဒီယိုလေးမျှော်နေတဲ့တကယ်ပြည့်တဲ့အရင်းခံနေရှိပါတယ်ဆိုတော့သူတို့လည်းတောက်မှပါတယ်နောက်နေ့အဲ့လိုမျိုးလေးကြိုးစားပြီးတော့ထပ်ပြီးတော့ဖျော်ဖြေပေးပါမယ်လို့เนาะအားလုံးပဲတက်တာပါခင်ဗျာ